အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့စကိုင်းထပ်ပန်ခန်းဒီခရိုင်ဟုံးမလင်းမြို့နယ် HPDF 124မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လေးတစ်ခုကို NUG နဲ့အတူနိုင်ငံခေါင်းဆောင်များတည်စီရန်အတွက်ဖြစ်ပါတယ်29ရက်8လ2025နန်းနက်9နာရီအချိန်ခန့်ကဟုံးမလင်းမြို့နယ်နန်းနန်းဈေးတန်းမှာ HPDF 124ရဲ့ခေါင်းဆောင်ကိုစန်းအောင်ကိုNUG ရဲ့လက်အောက်ခံပကဖနဲ့တပ်ပေါင်းစုကအင်အား200ခန့်နဲ့ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့လိုပစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာလဲကိုစန်းအောင်ကဘာမှခုခံခြင်းမျိုးမရှိဘဲနဲ့စဝင်ခြင်းကိုသူတို့ဖိုတီးနှလုံးပစ်တယ်ပြီးရင်ဒရုန်းနေနဲ့တခါတည်းဝဲပြီးတော့အကုန်ပစ်တယ်ပြီးတော့ကိုစန်းအောင်ရဲ့အိတ်ခမ်းထဲထိကိုလက်ပစ်ပုံပစ်ထည့်ပြီးတော့မှဖမ်းခဲ့တယ်ကျွန်တော်အဲ့ကိစ္စနဲ့ပြောချင်တာပေါ့အဓိကကျွန်တော်ပြောချင်တာကအခုကျွန်တော်တို့ဒါအခုအနည်းလောက်အောက်ခံကျွန်တော်တို့ဒီပကဖရှိတယ်ပါဖရှိတယ်ပါလာဖရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒလန်နေဖမ်းမိတာရှိတယ်ရန်သူဘက်ကနေပြီးအလင်းဝင်ခဲ့တာတွေရှိတယ်ဒါတွေကိုကြတော့ဒီအဖွဲ့အစည်းထဲမှာထည့်ပြီးတော့မှလက်နက်ကင်ခိုင်းတာတယ်လက်နက်ပေးကင်တယ်ပြီးတော့ကျွန်တော်တို့ဒီအလင်းဝင်ထားတဲ့ရဲဘော်တွေဆိုလို့ရှိရင်လည်းတရားဥပဒေနဲ့အညီစစ်တုံးပန်းနေဆိုလို့ရှိရင်လည်းစစ်တုံးပန်းရဲ့ဥပဒေနဲ့အညီဆိုပြီးတော့မှနှိပ်စက်တာမျိုးမရှိဘူးကောင်းကောင်းမွန်မွန်ထားတယ်ကောင်းကောင်းမွန်မွန်ပေးတယ်နေရာကောင်းကောင်းမွန်မွန်ပေးထားတယ်နေစရာထိုင်စရာစားတာတောက်စရာကောင်းကောင်းမွန်မွန်ပေးထားတယ်အဲ့လိုလူမျိုးကိုကြတော့ကောင်းကောင်းမွန်မွန်ပေးထားတယ်ကောင်းကောင်းမွန်မွန်နေရာပေးထားတယ်ကောင်းကောင်းမွန်မွန်ကျွေးထားတယ်မွေးထားတယ်ကိုပြည်သူအတွက်တကယ်ကိုရက်တည်တဲ့ကိုပြည်သူအတွက်တကယ်ကိုအသက်ပေးနေတဲ့ရဲဘော်မျိုးကိုစန်းအောင်လိုလူမျိုးတကယ်ခေါင်းဆောင်ကောင်းတယောက်ကျွန်တော်တို့ဒီဘက်ဟုံးမင်းမျိုးနယ်မှာဆိုလို့ရှိရင်ဒါကိုစန်းအောင်ကအင်မတန်မှကိုအရင်ရှင်းရှိတဲ့သူတယောက်ခေါင်းဆောင်ကောင်းတယောက်နောက်ထပ်ပြည်သူတွေရဲ့ယုံကြည်မှုပြည်သူတွေရဲ့အားပေးမှုပြည်သူတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရထားတဲ့သူတယောက်အဲ့လိုလူမျိုးကိုအခုလုံအင်အားသုံးပြီးတော့မှဖမ်းစရာအကြောင်းကျွန်တော်ကတော့လုံးဝမရှိဘူးလို့ထင်တယ်စဉ်းစားကြည့်လေကိုစန်းအောင်ကိုကြတော့ဒါအခုဒါတကယ်တမ်းပြောမှဆိုအသေးဖမ်းတာပဲဗျာကိုစန်းအောင်တကယ်တမ်းအသေးဖမ်းတာပဲအဲ့လိုလုပ်စရာအကြောင်းဘာကြောင့်မှမရှိဘူးလုပ်လဲမလုပ်သင့်ဘူးလို့ကျွန်တော်ထင်တယ်လုံးဝမလုပ်သင့်ဘူးတကယ်ခေါင်းဆောင်ကောင်းတယောက်ဗျာအဲ့လိုလုပ်ရတဲ့အကြောင်းရင်းကိုလည်းကျွန်တော်ပြောပြအောင်အဲ့လိုလုပ်ရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ခုဒါကျွန်တော်တို့ခုမြို့နယ်ဥက္ခရကိုညီလင်ပေါ့အဲ့လိုလုပ်ရတဲ့အကြောင်းရင်းမှာမြို့နယ်ဥက္ခရကိုညီလင်ပါမယ်ပြီးတော့ခရိုင်ကွတ်မောင်တူးပါမယ်ပြီးတော့ပါအဖတောင်ခံစော်လက်ပါမယ်ပါအဖကျင်စုပါမယ်အောင်ပါမယ်ထအောင်ပါမယ်အဲ့ထက်ပို့ပြီးတော့အရေးကြီးတာတခုကကျွန်တော်တို့ဒူချွန်ချစ်လေးဆိုတဲ့ဟာပါတယ်သူတို့ဝိုင်းဝန်းပြီးတော့မှကြံစီပြီးတော့မှဒါကိုစန်းအောင်ကိုဖမ်းဆီးလိုက်ကြတာဘာကြောင့်အဲ့လိုကြံစီရတယ်လဲဆိုတာကိုလည်းကျွန်တော်ပြောပြပေးမယ်ဘာကြောင့်အဲ့လိုကြံစီတယ်လဲဆိုတော့ကိုစန်းအောင်ကကျွန်တော်တို့ဒီနေမြေမှာအခုသူသိမ်းယူထားတဲ့နေမြေတွေမှာနေမြေတွေမှန်တယ်ဒီဘက်နေမြေတွေအကုန်လုံးဒါကိုစန်းအောင်ကိုယ်တိုင်သိမ်းယူထားတယ်ကိုစန်းအောင်နဲ့အဖွဲ့သားများကိုစန်းအောင်နဲ့ရဲဘော်ရဲဘက်တွေအကုန်လုံးဝိုင်းဝန်းပြီးတော့သိမ်းစီထားတယ်အဲ့ဒီသိမ်းစီထားတဲ့နေရာမှာဒီပါအဖပါကဖပါလာဖဆိုပြီးတော့မှကျွန်တော်တို့ဒါနေမြေမှာဝင်ပြီးတော့မှသူ့နေရာနဲ့သူတာဝန်ယူဆောင်ရွက်ကြတယ်အဲ့လိုတာဝန်ယူဆောင်ရွက်ကြတဲ့အချိန်မှာတချို့နေရာတွေမှာဘာဖြစ်လာတယ်လဲဆိုတော့ကျွန်တော်တို့ဒါအခုကျွန်တော်တို့ဒီဘက်နေဒီမှာဆိုလို့ရှိရင်များသောအားဖြင့်ကကျွန်တော်တို့ရွှေမျောလုတ်ကိုင်းတဲ့မျောသမားတွေရှိတယ်မျောသမားတွေရှိတဲ့အခါမှာဒီမျောသမားတွေနဲ့ပတ်သက်ပြီးအခွန်အခတွေကောက်တယ်လမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တချို့ဆိုလို့ရှိရင်လည်းဒါလက်လုတ်လက်စားလေးတွေရှိတယ်လက်လုတ်လက်စားဆိုတာကထားပါတော့ကျွန်တော်တို့ဒါဈေးရောင်းဝယ်လေးတွေလုပ်ကြတယ်တနိုင်တစ်ပိုင်လေးတွေလုပ်ကြတယ်အဲ့လိုလုပ်ကြတဲ့အချိန်မှာအခွန်အခတွေအင်မတန်ကောက်တယ်အခွန်အခတွေကိုများများဆဆကောက်တယ်နိုင်တဲ့စင်းနဲ့လောက်တဲ့စကားပြောတဲ့အခါမှာလည်းပြည်သူနဲ့ပြပြပြောခြင်းမရှိဘူးအမိတ်အာဏာသုံးပြီးတော့ပြောတာများတယ်
အဲ့လိုလုပ်တဲ့ခါမှာကိုဆိုင်အောင်ကလုံးဝမကြိုက်ဘူးအခွန်ကိစ္စတွေဆိုရင်လည်းလုံးဝပြည်သူတွေပေါ်လုပ်ငန်းရှင်တွေပေါ်ဖြစ်ပြီးကောက်တာသူမလို့ချင်ဘူးဘာကြောင့်လဲကိုရက်တည်နေတာကပြည်သူတွေရက်တည်နေတာဖြစ်တယ်ပြီးတော့အဲ့ဒီအခုအခွန်အခကောက်တဲ့လုပ်ငန်းရှင်တွေတော်တော်များများကလည်းကျွန်တော်တို့ဒီတက်ရင်မှာလိုအပ်တဲ့ဟာမှန်သမျှကိုအတက်နိုင်ဆုံးဝိုင်းဝန်းထောက်ပံ့နေကြတဲ့ပြည်သူတွေဖြစ်တယ်ဒါကြောင့်မို့လို့ကိုဆိုင်အောင်ကလုံးဝအဲ့ဒီခွန်ခတွေအဲ့လိုမျိုးမတရားဖိနှိပ်ကောက်တာမျိုးတွေမလိုချင်ဘူးတချို့ဆိုရင်ဗျာကျွန်တော်တို့ခုဒါလွတ်မြောက်နေပြီမှာကျွန်တော်တို့ဒီလွတ်မြောက်နေပြီမှာလောက်ကင်နေတဲ့လုပ်ငန်းရှင်တွေဒါမျိုးသမားတွေရှိတယ်အဲ့လိုမျိုးသမားတွေရှိတဲ့ခါမှာခွန်ကောက်တဲ့ခါမှာကိုဆိုင်အောင်ဖြစ်စေချင်တာကလစဉ်ကြီးကောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါနှစ်စဉ်ကြီးမကောက်နဲ့အဲ့လိုမျိုးဖြစ်စေချင်တာအခုကလစဉ်ကြီးလည်းကောက်တယ်နှစ်စဉ်ကြီးလည်းကောက်တယ်ကောက်တာကလည်းအစမတန်ကြီးတွေကောက်တယ်ပြီးတော့ကောက်ပြီးတော့လည်းအဲ့အခွန်ဘန်နာတွေကဘယ်ရောက်တယ်ဆိုတော့ဘယ်ကျွန်တော်တို့ခုဒါ NUG ကိုဒီအခွန်ကိစ္စတွေနဲ့ပတ်သက်ပြီးတင်ပြမယ်ဆိုရင်လည်းအဲ့အခွန်တွေကအကုန်လုံးမရောက်ဘူးဒါသူတို့အကြီးကဲတွေပဲပလင်းတူဘူးဆိုတွေဝေမျှပြီးတော့အိတ်ထောင်တွေပဲထည့်ကြတယ်ဒါကိုလည်းတက်တည်နေတကွာပြောပြနိုင်ပါတယ်ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ဒါကျွန်တော်တို့ဒါအခုထားပါတော့ကျွန်တော်နာမည်တက်ပြီးမပြောတော့ပါဘူးဒါအခုကျွန်တော်တို့အကြီးကဲတွေဘာကဖအကြီးကဲတွေသူတို့ဒီဒေါ်လာကြီးကိုစပြီးလုပ်ခဲ့တဲ့အချိန်မှာသူတို့စီမှာဘာမှပါမလာဘူးရက်သေးရွာထဲကနေထွက်ပြေးပြီးတော့မှတင်းရှောင်ပြီးတော့မှလာခဲ့ရတယ်ဘာမှပါမလာအခုဒီပါကားဖအကြီးကဲတွေပါအဖအကြီးကဲတွေဖြစ်လာမှဒါသူတို့ရဲ့မိသားစုတွေပေါ့ဗျာနော်သူတို့ရဲ့မိသားစုတွေလောက်ဝက်လက်စားတယ်ဆိုလို့ရှိရင်ကြည့်မကောင်းမြင်မကောင်းအောင်ကိုဝစ်စင်ထားတာမျိုးတွေအများကြီးတွေ့ရတယ်အများကြီးပြောင်းလဲသွားတယ်ပြီးတော့နောက်တစ်ချက်ကားတွေဆိုအကောင်းစားတွေစီးတယ်ရဲဘော်လေးတွေဆိုဆိုင်ကယ်ဆုပ်လေးတွေနဲ့ကျွန်တော်တို့ခုရှီတန်းကရဲဘော်လေးဆိုဆိုင်ကယ်ဆုပ်လေးတွေနဲ့သူတို့ကြည့်ရင်တကယ်စိတ်မကောင်းစရာနောက်ထပ်အခုကျွန်တော်တို့ဒါအခုဒီဘက်နေမှာဆိုတော်လိုင်းရဲဘော်တွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒါချက်ဖို့ကနေတစ်ဆင့်ကျွန်တော်တို့ဒါရဲဘော်တွေစီရှီတန်းကိုပို့ပေးတယ်ထမင်းတုတ်တွေဟင်းတုတ်တွေအဲ့လိုပို့ပေးတယ်ပို့ပေးတဲ့အချိန်မှာကျွန်တော်တော်တော်လေးကိုစိတ်ဘယ်လိုပြောမလဲတော်တော်လေးကိုစိတ်ဆင်းရဲတယ်ကောင်းပါတယ်အဲ့ဒီကိစ္စကတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုချက်ဖို့မှာဆိုရင်ချက်ဖို့မှာတွားကြည့်လိုက်ဟင်းချက်စရာတွေမှာပြည်သူတွေဝိုင်းလှူတာရောပြည်သူတွေဝိုင်းလှူတဲ့ငွေကြေးပတ်စံနဲ့သူတို့ဝယ်ယူစုဆောင်းထားတယ်အများကြီးပဲဒါပေမဲ့တကယ်တော့ရဲဘော်တွေစီရောက်တာဘာရောက်တယ်လဲဆိုတော့နေ့တိုင်းပဲပြုတ်ပါတယ်ပဲပြုတ်နဲ့လက်ဖက်တုပ်ပဲပြုတ်နဲ့ငပိဖုတ်အမြဲတမ်းဒါပဲရဲဘော်တွေစီကောင်းကောင်းမွန်ရောက်တာမရှိဘူးအလှရှင်တွေကို၌ကငါတို့ကိုယ်တိုင်ဓာတ်ရိုက်သွားလှူမယ်ဆိုပြီးဒီတာရှိခုရှီတန်းရဲဘော်တွေမှာသွားလှူတဲ့ဟာမျိုးလောက်ပဲရောက်တယ်ကျန်တာမရောက်ပါဘူးဒါဆိုလို့ချင်းဟုတ်ပြီအဲ့ဒီချက်ဖို့မှာရှိတဲ့ဒါအခုကျွန်တော်ဟင်းချက်စရာတွေဘာတွေဘယ်ရောက်သွားသလဲအဲ့ဒီချက်ဖို့မှာတာဝန်ကြနေတဲ့ရဲဘော်တွေရဲ့မိသားစုအိမ်ကသူတို့ဇနီးမေယားတွေပြန်ပြီးတော့တည်သွားကြတာမျိုးပဲကျွန်တော်တို့တွေ့ရတယ်ဒါလုံးဝမဖြစ်တဲ့ကိစ္စတွေအခုဒါခုနစကားပြန်ပြီးဆက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုဒါကိုဆိုင်အောင်ကိုဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါကိုဆိုင်အောင်ကအဲ့ဒီကိစ္စတွေမှာအင်မတန်မှကိုသူကရှုံချတယ်အင်မတန်မှလည်းတက်ခိုက်တယ်အဲ့လိုလုပ်ရမျိုးလို့သူကလုံးဝလက်မခံဘူးလက်မခံတဲ့ခါကျတော့ဒါအခုဝိုင်းဝန်းပြီးတော့မှဒါလောက်ကြံပြီးဒါအမေစုနဲ့သမတာကြီးဦးဝင်းမြင့်ကိုလောက်ကြံမင်းအွန်လိုင်းလောက်ကြံပြီးတော့လောက်ကြံအမှုဆင်ပြီးဖမ်းဆီးတဲ့ပုံစံမျိုးအခုသူတို့လည်းအဲ့လိုမျိုးလုပ်သွားကြသူတို့လောက်ကြံပြီးဖမ်းဆီးသွားတဲ့အချက်လက်တွေကမနှဲပါဘူးတော်တော်လေးများပါတယ်ဒါကျွန်တော်တို့ပြည်သူတွေအကုန်လုံးသိတယ်ဒီအချက်တွေသူတို့ဆွဆွဲထားတဲ့အချက်တွေတခုမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အကုန်သိတယ်ပြည်သူအားလုံးကလည်းခံမြင်နေကြတယ်ဒါပေမဲ့လို့ပြည်သူတွေအားလုံးခံမြင်နေရဲ့နဲ့ဘာကြောင့်ပြည်သူတွေကအတန်တိတ်နေတာလဲဆိုရင်အဲ့ဒီအချက်လည်းကျွန်တော်ပြောပြအခုကျွန်တော်တို့ဒါအခု29ရက်8လပိုင်း25ရက်နေ့နနက်9နာရီအချိန်ကဒါဝင်ပြီးတော့ကိုဆိုင်အောင်ကိုလက်နဲ့အပြည့်စုံအင်အား200အင်အားအပြည့်စုံနဲ့ဝင်ရောက်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာ2နာရီလောက်ကြာတယ်လို့သိရပါတယ်တကယ်တော့ကိုဆိုင်အောင်ကိုဖမ်းဖို့အတွက်အဲ့အင်အား200လောက်ထိဝင်ပစ်ပြီးတော့ဖမ်းကြအောင်ဘာကြောင့်မှမရှိဘူးဘာကြောင့်လဲအခုနေဆက်မှာကျွန်တော်တို့ပြည်သူတွေသွားရေးလာရေးခက်ခဲနေတဲ့နေဆက်ကပြဿနာတွေရှိတယ်ဒါတိုးတဲ့ဟာတိုးရမယ်တိုက်တဲ့ဟာတိုက်ရမယ်အဲ့ဒါမျိုးတွေနေရာကြတော့လက်နဲ့ချွေတာတယ်ဆိုသလိုလိုရဲဘော်တွေရဲ့
အသက်တွေစိုးရင်ရတဲ့အတွက်ဒါလောလောဆယ်ကိုဒါပျော့ဆွဲနေတဲ့ပုံစံလိုအမျိုးမျိုးပြောကြတယ်ဒါဆိုဒီကိုဆိုင်အောင်ကိုဝင်ပြီးဖမ်းတဲ့နေရာမှာသိန်း2000လောက်ထိကုန်သွားတယ်လို့ကျွန်တော်တို့သတင်းရတယ်ဒါဖြစ်တယ်လားအဲ့ဒီသိန်း2000ကိုဆိုင်အောင်ကိုပြစ်ပြီးဖမ်းမဲ့သိန်း2000ကတကယ်လို့ကျွန်တော်ရှေ့တန်းမှာဒါကျွန်တော်တို့နေမြေတွေတက်ခိုက်သိမ့်ပိုက်မယ်ဆိုရင်ကျွန်တော်ဘယ်လောက်ထိခီးပေါအောင်မလဲဒါကျွန်တော်တို့အမြင်လေးကိုပြောပြတာပေါ့ပြီးတော့အခုကိုဆိုင်အောင်ကိုဝင်ပြီးဖမ်းသွားတဲ့အချိန်ကမှကျွန်တော်ပြည်သူတယောက်တည်တယ်နော်ပြည်သူတယောက်ဆိုတာလဲကျွန်တော်တို့ဒါဟိုပါပေါ့သူ့နာမည်ကမောင်မျိုးနိုင်ဝင်းဒါကိုဆိုင်အောင်ကိုဝင်ဖမ်းရင်လည်းပြည်သူတယောက်ထိမှန်တယ်အဲ့ဒီပြည်သူတယောက်ထိမှန်တော့တာကိုလည်းတခါတည်းအဲ့အလောင်းကိုတခါတည်းတည်ပါတယ်တည်ရချင်းမှာသူ့မိဘတွေကတိတဲ့အခါကျတော့ဒါသူသားဒီလိုမှန်သွားတယ်ဒီလိုဆုံးသွားတယ်တိတဲ့အခါကျတော့လိုက်ပြီးတော့ကျွန်တော်တို့အလောင်းပြန်တောင်းတယ်လုံးဝမပေးပါဘူးအလောင်းကိုလုံးဝပြန်မပေးဘူးဟုတ်ပြီမပေးဘူးဆိုလို့ရှိရင်လည်းဒါဒေဆုံးသူရဲ့မိဘကအလောင်းပြန်မပေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုဘယ်လိုပဲဖြစ်ဖြစ်ဒါသူ့ကိုမြေမြုပ်ထားရဆိုရင်လည်းမြေမြုပ်ထားတဲ့နေရာလေးကိုပြပေးပါဦးတော့မဟုတ်မိတချိုလဲတယ်ဆိုရင်လည်းမိတချိုတဲ့နေရာလေးကိုပြပေးပါဦးကျွန်တော်တို့ကျမတို့ဒါအယိုးနဲ့ပြလေးကောက်ပြီးတော့မှသူ့အတွက်အုပ်ကူလေးလုပ်ပေးခြင်းလို့ဆိုပြီးတောင်းဆိုတာကိုလုံးဝပြန်မပေးပါဘူးယနေ့ချိန်ထိပြန်မပေးပါဘူးပြီးတော့အခုဒါအဖမ်းဆီးခံထားတဲ့ရဲဘော်တွေဖမ်းဆီးခံထားတဲ့ရဲဘော်တွေအားလုံးလည်းဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့အတွင်းတဲ့အရာသိရတာတော်တော်လေးကိုရိုက်နှက်ခံထားရတယ်တကိုယ်လုံးကိုညိုမဲနေအောင်ရိုက်ခံထားရတယ်ကိုဆိုင်အောင်ဆိုရင်လည်းခေါင်းမှာ၄ချက်ချုပ်ထားရတယ်ဒါဖြစ်တင်သလားဗျာစဉ်းစားကြည့်ကြပါဒီဘာမှမဟုတ်တဲ့ကိုပြည်သူတွေကိုတတ်ကိုရဲ့ရဲဘော်တွေကိုတတ်နေတဲ့ဒီဒလန်နေဒီဘယ်လိုပြောမလဲဒီစစ်အာဏာရှင်တွေသူတို့ကိုဖမ်းမိတယ်စစ်တုံးပန်းဥပဒေနဲ့ထားတယ်ဒလန်ဖမ်းမိတယ်အခုပါကဖားထဲမှာရောက်နေတယ်လက်နက်ကင်နေတယ်ဒါမျိုးလူကိုကြတော့ကောင်းကောင်းမွန်ဘာမှနှိပ်စက်တာမျိုးမလုပ်ဘဲနဲ့ထားတယ်ကျွန်တော်တို့တကက်ရဲဘော်ရဲဘက်တကက်ပြည်သူတမျက်နာတဲ့ကြီးတဲ့ရဲဘော်တွေကြတော့ဒါမျိုးနှိပ်စက်တယ်ဒါဖြစ်တဲ့လားနောက်တစ်ချက်ရှိသေးတယ်ကိုဆန်းအောင်ကိုဖမ်းနေတဲ့အချိန်မှာပဲကျွန်တော်တို့ဒါရှေ့တန်း point နေမှာတာဝန်ကျနေတဲ့ကျွန်တော်တို့အောင်တီဟဖတိခေါ်အောင်တီဟပေါ့ဒါအောင်တီဟကိုဆိုလို့ရှိရင်လည်းဒါသူတို့ဝင်ဖမ်းတယ်ဝင်ဖမ်းပြီးတဲ့အချိန်မှာလည်းအောင်တီဟကြီးပြူနဲ့လက်ခံတယ်သူတို့ဖမ်းတာကိုဘာမှပြန်ခုခံတာမျိုးမရှိဘူးအဲ့ဒါကိုအောင်တီဟကိုဖမ်းပြီးမှအောင်တီဟရဲ့ဂုတ်ကိုမောင်တူးကိုယ်တိုင်တန်းတန်းနဲ့ပြစ်ခဲ့တယ်အခုခရိုင်ကိုမောင်တူးကိုယ်တိုင်တန်းတန်းနဲ့ပြစ်ခဲ့တယ်ဟုတ်ပြီတန်းတန်းနဲ့ပြစ်တယ်ပြစ်ပြီးတော့ဆေးရုံတင်ရတယ်ဆေးရုံတင်ရချိန်မှာသူ့မိဘတွေသိကျင်လို့သူ့မိဘတွေကတော့တွေ့တယ်လုံးဝတွေ့ခွင့်မပေးဘူးတွေ့ခွင့်မပေးတဲ့အချိန်မှာအောင်တီဟရဲ့အမေဖြစ်သူကမင်းတို့ငါ့ကိုပြစ်လိုက်ငါကတော့တွေ့မှာပဲဆိုပြီးအတင်းဝင်ပြီးတော့မှသူတို့ဒါဆေးကုသနေတဲ့နေရာမှာအတင်းဝင်သွားတယ်တွင်းဝင်သွားတဲ့ခါကျတော့အောင်တီဟရှော့ပင်လေးတစ်ထည်ပဲရှိတယ်ဘောင်းမီရှော့ပင်လေးတစ်ထည်ပဲရှိတယ်ကျန်တာဘာမှမရှိဘူးဆေးချိတ်ထားတယ်အဲ့ဒါနဲ့သူမိဘကဒါအောင်တီဟနဲ့သူ့သားနဲ့စကားတွေပြောပြီးတော့ဒါသူ့သားအတွက်လိုအပ်တာလေးသွားဝယ်အောင်မယ်ဆိုပြီးတော့မှတခါထွက်သွားတဲ့အချိန်မှာထွက်သွားပြီးပြန်လာတဲ့အချိန်မှာအဲ့ဒီအောင်တီဟမရှိတော့တခါလည်းနေရာရွှေ့ပြီးတာလိုက်တယ်အဲ့ဒီကနေရင်းနေချိန်ကြီးမတွေ့ရတော့ဘူးနောက်ပြီးတော့တစ်ချက်ရှိတယ်ကျွန်တော်တို့အခုကိုဆိုင်အောင်ကိုဖမ်းသွားတဲ့အချိန်ကမှကျွန်တော်တို့ဒါကိုဆိုင်အောင်ကိုပြစ်ခတ်ဖမ်းဆီးတယ်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အဲ့ဒီနယ်ကစတားလင့်ဝမ်ဖိုင်ဆက်တွေမှန်တယ်မြအကုန်လုံးသိမ်းသွားတယ်အကုန်လုံးသိမ်းပြီးတခါတည်းတဲ့အမှောင်ချပြတယ်နောက်တစ်ချက်ကိုဆိုင်အောင်အကြောင်းပြောရင်အကုန်ဖမ်းမယ်ဆိုပြီးတော့မလဲအချင်းချောက်သွားတယ်ကျွန်တော်တို့တွေကတကယ်တမ်းပြန်စဉ်းစားကြည့်ရင်ဗျာအာနာရှင်စနစ်ကိုမကြိုက်လို့ပြည်သူရဲ့အသက်အိုးအိမ်စီးစိမ်တွေရဲဘော်တွေရဲ့အသက်တွေပေးပြီးတော့မှတိုက်ခိုက်နေကြတာဒီအာနာရှင်စနစ်ကိုမကြိုက်လို့တိုက်ခိုက်နေကြတာ
အသက်ဒီပေးတဲ့အသက်အိုးအင်းစီစဉ်နေပေးကြတယ်ပြည်သူတွေလည်းဒုက္ခရောက်ကြတယ်အဲ့လိုပေးနေတာကိုဘာကြောင့်ဒီလူတွေကပါဆက်ပြီးတော့မှအခုလိုအာဏာပြနေရတာလဲဒါစတားလင်းဝန်ဖိုင်နေသိနေအမောင်တဲ့မောင်ချပစ်တယ်ပြီးတော့ကိုဆိုင်အောင်ကိုကိုဆိုင်အောင်အကြောင်းပြောလို့ရှိရင်ဖမ်းမယ်ဆိုပြီးတော့မှတခါတည်းချင်းချုပ်တယ်ကျွန်တော်တို့အခုလိုအာဏာရှင်ဆန်နေတဲ့အဖွဲ့အစည်းတွေရှိနေသေးတယ်ကျွန်တော်တို့နိုင်ငံဘယ်တော့မှမအေးချမ်းနိုင်ဘူးဒီဒေါ်လာကြီးလည်းဘယ်တော့မှမပြီးနိုင်ဘူးအဲ့တော့အခုဒါကိုဆိုင်အောင်ကိုဖမ်းသွားကြတယ်ဖမ်းသွားပြီးတဲ့နောက်ပိုင်းမှာအခုနောက်ဆက်တွဲပြဿနာတွေဖြစ်လာတယ်ဘာတွေဖြစ်လာလဲအခုရဲမာနေတဲ့ရဲဘော်တွေရဲမေတွေစိတ်တဲ့အကြကြတယ်တော်ပြီမနေချင်တော့ဘူးငါတို့သစ္စာဆိုခဲ့တာဒါမျိုးမဟုတ်ဘူးအခုယင်းနေ့ချိန်ကြီးလဲဒါမနေ့ဆိုရင်ကျွန်တော်တို့ဒါရင်းရဲ့စီကံအတိုင်းပေါ့ဗျာဒါမနေ့ဆိုလို့ရှိရင်ဒါလန်နိုင်ရှိမှတန်းစီတယ်သစ္စာဆိုတယ်အဲသစ္စာဆိုတာတွေနဲ့ငါတို့သစ္စာဆိုနေရတယ်ငါတို့လုပ်နေတဲ့လုပ်ရက်တွေနဲ့လုံးဝမတူဘူးလုံးဝတခြားစီဖြစ်နေတယ်အဲ့တော့ငါတို့မလုပ်ချင်ဘူးငါတို့မနေချင်တော့ဘူးဆိုပြီးတော့ထွက်ပြေးတဲ့ဟာတွေပြီးကုန်ပြီ SNA ဒီမှာအလင်းဝင်တဲ့ဟာတွေဝင်ကုန်ပြီဘလောက်တောင်ဆုံးရှုံးသလဲဗျာဘလောက်တောင်နစ်နာသလဲဒါဘလို့မအောင်မဖြစ်တဲ့ကိစ္စပြီးတော့ဒါအခုချိန်ကြီးလဲကျွန်တော်တို့ကိုဆိုင်အောင်အကြောင်းလဲအစနမကြရဘူးဒါဟိုနေ့ကကျွန်တော်ထွက်ခဲ့တဲ့သတင်းလေးတစ်ခုတက်တယ်လေးပဲကျွန်တော်တို့ကြားလိုက်ရတယ်ဒါကိုဆိုင်အောင်ကောင်းမှဆိုလို့ရှိရင်လည်းလေးချက်ချုပ်ထားရတယ်ရဲဘော်တွေဆိုရင်လည်းဒါသူတို့တက်တွင်းကသူတို့ဒါတက်ရင်းကနေပြီးတော့မထွက်ခဲ့တဲ့စကားပေါ့အတွင်းစကားထွက်ခဲ့တာပေါ့ဒါရဲဘော်တွေဆိုလို့ရှိရင်လည်းတကူလုံးကိုအညူဆွဲနေအောင်ညူမဲနေအောင်ရိုက်ခံထားရတယ်အနှိမ့်ဆက်ခံထားရတယ်ပေါ့ညှဉ်းပန်းနှိမ့်ဆက်ခံထားရတယ်ပေါ့အဲ့လိုဆိုတော့ကျွန်တော်တို့တွေပြန်စဉ်းစားကြည့်ရင်ဘလို့မှကိုစဉ်းစားလို့မရတဲ့ကိစ္စကြီးပဲလုံးဝကိုမဖြစ်တဲ့ကိစ္စကြီးပဲဒါကျွန်တော်အခုဒီဘက်နယ်မှာဆိုရင်တေးကြတယ်အခုကျွန်တော်မပြောနဲ့ဗျာအခုကိုဆိုင်အောင်ဖမ်းဆီးသွားတယ်လို့သတင်းကြားလိုက်ကနေကဒါဟိုဘက်ကရန်သူဘက်ကတိုးခဲ့တယ်ဗျာရန်သူဘက်ကတိုးခဲ့တဲ့ခါကျတော့ဒါကိုဆိုင်အောင်ရှိစဉ်ကိုဆိုင်အောင်တာဝန်ယူစဉ်ကာလကကျွန်တော်တို့ဒီဘက်နယ်တကြောင်မှာဖောင်းမြင်တယ်ဟုံးမလင်းတယ်အကုန်လုံးသူပဲသိနေတာသူပဲဦးစီးပြီးသိနေတာတကယ်ရွရွချွန်ချွန်အလုပ်လုပ်ခဲ့တဲ့လူတွေကရှေ့တန်းသူကိုယ်တိုင်ထွက်တယ်အဲ့လိုမျိုးလုပ်ခဲ့တဲ့လူတွေကအခုစဉ်းစားကြည့်ကြခုကကျွန်တော်တို့ဒါကိုဆိုင်အောင်ကိုဖမ်းဆီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါခုနားမော်တို့ဘက်တွေတိုးတယ်တိုးခဲ့တဲ့ခါကျတော့ရဲဘော်တွေအများကြီးကြားတယ်ဒီ HPDF 124ရဲ့တမိုင်းကိုပြန်လှန်ကြည့်လိုက်ပါသူစပြီးတီထောင်ခဲ့တဲ့အဲ့တလည်းမျိုးကျွန်တော်တို့ရဲဘော်တွေအဲ့လောက်ထိကြားခဲ့တာတခါမှသူမရှိဘူးဒီလောက်မှကအကြက်တဲတွေကြားထဲမှာတော့မှသူအဲ့လောက်ရဲဘော်တွေအကြမခံဘူးနယ်မြေတွေလည်းရအောင်သိမ်းယူနိုင်ခဲ့တယ်အခုကိုဆိုင်အောင်ဖြစ်ပြီးလို့ဘယ်တော့မှမကြဘူးခုသူတို့လာတိုးတယ်ကျွန်တော်တို့ရဲဘော်တွေအများကြီးကြားတယ်ပြီးတော့နယ်မြေတွေမသိမ်းရဘဲနဲ့ကိုယ်နယ်မြေတောင်ပါတယ်ကိုယ်နယ်မြေတောင်သူတို့စီပါပါတယ်ဘယ်လောက်ဆုံးရှုံးသလဲဘယ်လောက်နဲ့နာလဲဒါအခုကျွန်တော်ကြားသိရသလောက်ဆိုရင်ဒါအခုသူတို့ဒီအခုဒီရှေ့တန်းကိုဆက်ပြီးတော့မှသူတို့တိုးဖို့အတွက်ဒီနယ်မြေတွေဆက်ပြီးသိမ်းဖို့အတွက်စုဆောင်းထားတဲ့လက်နက်ခဲယမ်းတွေအခုဘာမှမဟုတ်တဲ့ဟာလေးနဲ့ကျွန်တော်တို့ကုန်ကြပါပြီအကုန်များပါပြီအခုကျွန်တော်တို့ဒီဘက်နယ်မြေမှာဆိုတော်တော်လေးငြိမ်နေကြပြီဟိုဘက်ကလည်းမလှုပ်ရှားသလိုဒီဘက်ကလည်းမလှုပ်ရှားဘူးအေးစစ်စစ်နေကြတာကြာပြီအဲ့တော့ဒါတွေကကျွန်တော်တို့လုံးဝမဖြစ်သင့်ပါဘူးကျွန်တော်တို့အနေနဲ့ဒါပုံမှန်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဒါမျိုးနယ်ဥက္ခရာညီညီလင်းပေါ့နော်မျိုးနယ်ဥက္ခရာညီညီလင်းပြီးလို့ရှိရင်ကျွန်တော်တို့ခရိုင်ကော့မောင်တူးဒါအရှင်းဆုံးပြောရရင်ဗျာအခုဒါမောင်တူးတို့ကျွန်တော်တို့ဒါအခုဇော်လက်တို့ထားပါတော့ကျင်စုတို့အောင်တို့အောင်ထက်တို့ဆိုတာတွေကဒါတစ်ချိန်ကဆိုင်းအောင်ဆွဲခေါ်ခဲ့တဲ့လူတွေပဲ
သူဒီတရင်ကိုစပြီးတီထောင်ကနေကသူကိုယ်တိုင်ခေါ်ထွက်ခဲ့ပြီးမှသူကိုယ်တိုင်နေရာပေးခဲ့တဲ့လူတွေအခုကျွန်တော်နည်းနည်းလေးပြန်တမိုင်းလေးနည်းနည်းပြန်လှန်ပေးမယ်ဗျာဒါအခုမောင်တူးပေါ့နော်ကျွန်တော်တို့ဒါအခုခရိုင်ကိုကဲရေးမောင်တူးခရိုင်ကိုကဲရေးမောင်တူးဆိုတချင်းကရင်းနေတယ်မှာတချင်းကရင်းနေတယ်မှာရင်းနေကနေပြီးတော့မှဒါကိုဆိုင်အောင်လို့ခွတ်ထွက်ပြီးတက်ရင်ထူထောင်တဲ့အခါမှာသူခေါ်ခဲ့တယ်မောင်တူးကိုသူကိုယ်တိုင်ခေါ်ခဲ့တယ်သူကိုယ်တိုင်လက်နဲ့တက်ဆင်ပေးတယ်ပြီးတော့ကဲကိုတူးရေငါတို့ဒါအခုတက်ရင်တစ်ခုထောင်မယ်ဆိုလို့ရှိရင်ငါတို့ဘာပဲဖြစ်ဖြစ်တက်ရင်မှုဆိုတာရှိတယ်အေးတက်ရင်မှုဆိုတာရှိတယ်လို့တက်ရင်မှုဆိုတာကလည်းပြောတတ်ဆိုတတ်စိတ်ရှိတတ်ဖို့လိုတယ်အဲ့တော့ငါစကားပြောသိမတတ်ဘူးမပြောတတ်မဆိုတတ်ဘူးပြီးတော့ငါစိတ်လည်းတူလို့တယ်အဲ့တော့ငါလည်းမကြိုက်ဘူးအဲ့တော့ငါကဘာနာရေးပိုင်းနဲ့တက်ခိုက်ရေးပိုင်းကိုငါတာဝန်ယူမယ်ဒီတက်ရင်ကိစ္စမှန်မှမင်းတာဝန်ယူကိုတူတာဝန်ယူဆိုပြီးတော့မှမောင်တူကိုနေရာပေးခဲ့တယ်အနေရာပေးခဲ့ရင်ဆိုကြပါစို့ဒီလိုနဲ့သူတို့ဒါရှေ့ဆက်ပြီးတော်လိုင်းကိုရှေ့ဆက်ကြတယ်ရှေ့ဆက်ကြတဲ့အချိန်မှာမောင်တူရဲ့ခြေထောက်မှာတိုက်ပွဲတစ်ပွဲမှာမောင်တူရဲ့ခြေထောက်တန်ရရတယ်တန်ရတဲ့အချိန်မှာစစ်ကူရင်နဲ့ဒါခြေထောက်ကဖြတ်ပြရမယ့်အနေအထားတွေဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာဒါဆိုင်းအောင်ကနေကိုဆိုင်းအောင်ကနေပေါ့လုံးဝလက်မခံဒါကျွန်တော်ဖြစ်မခံနိုင်ဘူးကိုတူကျွန်တော်ရအောင်ကူမှာတော့အိန္ဒိယသွားကျွန်တော်ရအောင်ကူပေးမယ်ဆိုပြီးသူကိုယ်တိုင်ဒီကုံညာစစ်ကိုထောက်ပံ့ပြီးတော့မှသူကူပေးခဲ့တယ်အခုပေးခဲ့ပြီးတော့ဒါအခုအနုကြီးလက်အောက်ခံပြီးတဲ့နောက်ပိုင်းမှာဒါအခုတဖြည်းဖြည်းနဲ့သူခရန်ကိုဖြစ်တယ်ခရန်ကိုဖြစ်တဲ့အချိန်ကမှသူဆိုင်းအောင်နေရပြန်ထားအချိန်မှာလက်ဆိုင်းအောင်ကထုံနည်းတကောင်းပဲသူမနေချင်ဘူးဒီတိုင်ရင်မှုနေရာကိုသူဘယ်လိုပြောမလဲတောင်းမယူချင်ဘူးပေါ့တောင်းမယူချင်ဘူးပေါ့မယူချင်ဘူးဆိုတာကလည်းခုနကပြောသလိုပေါ့ဗျာဒါသူကစကားပြောဆိုပိုင်းလေးတွေရဲ့နောက်တစ်ချက်ကသူ့ရဲ့စိတ်ထဲမှာခံယူချက်တစ်ခုရှိတယ်အဲ့ခံယူချက်ကဘာလဲဆိုရင်သူနောက်တန်းကနေပြီးတော့မှရဲဘော်တွေကိုခိုင်းတာမျိုးသူမခိုင်းနိုင်ဘူးသူကိုယ်တိုင်ပဲဝင်လုပ်ချင်တာသူကိုယ်တိုင်ပဲဝင်ပြီးတော့တိုက်ချင်တာအဲ့လိုဆိုတဲ့ခါကျအဲ့နေရာမှာတစ်ချိန်ကသူ့ရဲ့ကိုဆန်းအောင်ရဲ့နောက်မှာလိုက်နေတဲ့ဘယ်လိုပြောမလဲဗျာဘတ်စမန်ပေါ့အောင်ထက်ကိုသူနေရာပေးခဲ့တယ်အဲ့အောင်ထက်ကိုနေရာပေးတဲ့နောက်ပိုင်းမှာအောင်ထက်ကိုကဲတော့မယ်တိုင်မှုတင်တော့အတက်ဆိုပြီးတော့မှလွတ်လိုက်တယ်လွတ်တဲ့ချိန်မှာ तू တိုင်မှုတင်တဲ့တက်ပြီးပြန်လာကြတဲ့ကပေါ့အဲ့မှာဒူဂျွန်နဲ့ပေါင်းခဲ့တယ်ဒူဂျွန်ချစ်လေးတို့ပေါင်းခဲ့တယ်အဲ့မှာအောင်တို့ပြီးတော့ခုနကျွန်တော်ပြောတဲ့ဇော်လက်တို့ပေါ့နော်ဇော်လက်တို့ကျင်စုတွေနဲ့ညီလွန်တို့ဥက္ခရညီလွန်တို့နဲ့ပေါင်းပြီးတော့မှထင်ရတွေလျှောက်လို့တော့အဲ့မှာပြဿနာတွေစပြီးတက်လာတယ်အခွန်ကိစ္စတွေတက်တယ်နေရာကိစ္စတွေတက်တယ်လက်နက်ကောင်းမှန်လို့ရှိရင်နောက်တန်းပြန်ယူတယ်နောင်ပေါင်သားမှန်ရင်နောက်တန်းပြန်ယူတယ်နောက်တန်းပြန်ပို့တယ်အဲ့အချိန်မှာနည်းနည်းလေးသဘောထားကွဲလွဲမှုတွေစခဲ့ကြစရင်နဲ့ပြဿနာချင်းတက်တယ်ပြီးတော့ကိုညီလင်ကလည်းအခွန်ကိစ္စနဲ့ပတ်သက်ပြီးကိုညီလင်လည်းခဏပြဿနာတက်တယ်အဲ့လိုခဏပြဿနာတက်ရင်နဲ့မဖြစ်နိုင်တော့ဘူးဒီတက်ရင်မှဆက်နေလို့မဖြစ်နိုင်တော့ဘူးငါစိတ်ဓာတ်နဲ့လည်းမကိုက်ဘူးအဲ့တော့ကဲငါတို့တက်ရင်တစ်ခုထပ်ထောင်မယ်ဟုတ်ပြီတက်ရင်တစ်ခုထပ်ထောင်မယ်ဆိုတော့ကကြာဟုတ်ပြီတက်ရင်တစ်ခုထပ်ထောင်မယ်ဆိုလို့ရှိရင်ငါတို့ကဘယ်လိုပဲဖြစ်ဖြစ်နာမည်တော့ပေးရမှာဆိုတော့ဟုတ်ပြီကျွန်တော်တို့ဘယ်လိုပေးကြမလဲအေးငါတို့ဒီဒေတာမှာတော့ငါတို့အခုဒါရဲဘော်တွေအကုန်လုံးကရှမ်းပြည်လူမျိုးတွေများတယ်ရှမ်းပြည်လူမျိုးတွေများတဲ့အတွက်ငါတို့ကဲဘာပဲဖြစ်ဖြစ်ငါတို့ရှမ်းပြည် BTS ဆိုပြီးတော့နာမည်ဖွဲ့မယ်ကွာဆိုပြီးတော့နာမည်ပေးမယ်ကွာဆိုလုပ်တဲ့ချိန်မှာဒါအမျိုးဝေဖန်တဲ့လူလည်းဝေဖန်ပေါ့ဗျာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြင်တာကျွန်တော်တို့ပြည်သူတွေအကုန်လုံးပေါ့နော်ဒါကျွန်တော်အခုပြောနေဆိုကျွန်တော်တယောက်တည်းရဲ့စကားမဟုတ်ဘူးပြည်သူတွေရဲ့စကားတန်အကုန်လုံးကိုကျွန်တော်နားထောင်ပြီးမှပြောနေတာပြည်သူတွေအကုန်လုံးကနေပြီးတော့မှဒါဖြစ်တင်တာပဲဘာဖြစ်တယ်လဲသူရှမ်းနေမကားလို့ဘာပဲတက်လေဒါ SNA မဟုတ်ဘူးရှမ်းနေလူမျိုးတွေတီထောင်ရှမ်းနေလူမျိုးတွေများတဲ့အတွက်ရှမ်းနေ BTS ဆိုပြီးဖွဲ့တာ BTS ဟာ BTS ပဲဒါကိုအကြောင်းမျိုးရမယ်ရှာကြောက်တွန်းဖန်စီတကယ်နဲ့နာတယ်ဗျာကျွန်တော်ပြည်သူတွေတကယ်နဲ့နာတယ်ဗျာဒီကိုဆိုင်အောင်မရှိတာခုကျွန်တော်တို့ပြည်သူတွေဒါနဲ့နာတယ်ကျွန်တော်တို့ဒီဘက်နယ်မှာဒါကျွန်တော်ကိုဆိုင်အောင်လည်းအမျိုးလည်းမတော်ဘူးသူနဲ့ကျွန်တော်လည်းတိတယ်ပြောအောင်တော့ပဲတိတာကျွန်တော်လည်းဘာမှလည်းမပတ်သက်ဘူး
ဒါမဲ့လို့ကိုစမ်းအောင်လို့လူမျိုးဒီဘက်ကျွန်တော်ဒီ home နဲ့မှာတယောက်မှမရှိဘူးကျွန်တော်အဲ့လိုပြောရတယ်တယောက်မှမရှိတာဘယ်နဲ့ဗျာအဲ့လိုလူမျိုးမှာကြောက်တုံးပြီးဖမ်းရတယ်လို့မရှက်ကြဘူးလားအဲ့ကြောက်တုံးတဲ့လူတွေရောအခုသူ့ကိုကြောက်တုံးတဲ့လူတွေမေးကြည့်လိုက်တင်တန်းအောင်မတက်ဘူးရှေ့တန်းအောင်တော့ခါမှမထွက်ဘူးအဲ့လူတွေဘာကြောင့်နေရနေရလဲတကယ်လို့တဲ့လူကဘာကြောင့်ဘေးဖယ်ခံနေရတာလဲကျွန်တော်တို့ခေတ်ဆိုးစနစ်ဆိုလက်အောက်ကလွတ်ချင်လို့မခုလို့တော်တယ်နေကြဘာကြောင့်ဒီလူတွေကဒီစနစ်တွေပြန်ပြီးသုံးနေရလဲဘယ်တော့လွတ်မြောက်မှာလဲကျွန်တော်အဲ့လိုအာနာရှင်ဆန်တဲ့စနစ်မျိုးကိုကျွန်တော်လုံးဝမလိုလားဘူးဘယ်ပြည်သူမှလည်းမကြိုက်ဘူးဘယ်ပြည်သူမှလည်းမလိုလားဘူးဒါကျွန်တော်ခုပြည်သူတွေစအားလုံးကျွန်တော်ဒဲပြောမယ်ပြည်သူတွေရဲ့အားလုံးကိုသာကျွန်တော်ဒဲပြောမှာမြို့နယ်ဥက္ခရညီညီလွင်လုံးဝအလိုမရှိပါဘူးခရိုင်ကွက်မောင်တူအလိုမရှိပါဘူးပါအဖတာဝန်ခံဇော်လက်ပါအဖကျင်စုအောင်ထက်ဒူဂျွန်ချစ်လေးလုံးဝအလိုမရှိပါဘူးဒါမျိုးလူတွေရှိနေကျွန်တော်တို့တော်လိုင်းရဲ့လည်းဘယ်တော့မှလည်းပြီးမှလည်းမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒါညီကုန်းအနေနဲ့ပြောရရင်ပေါ့ဗျာကျွန်တော်တို့ခုတေဆုံးသွားတဲ့ပြည်သူမောင်မျိုးနိုင်ဝင်းအတွက်တရားမျှတစွာဆုံးဖြတ်ပေးဖို့အန်ယူဂျီနဲ့အကြီးအကဲများအားလုံးနိုင်ငံခေါင်းဆောင်များအားလုံးကိုတောင်းဆိုပါတယ်ပြီးတော့မတရားဖမ်းဆီးခံထားရတဲ့ HPDF 124ခေါင်းဆောင်ကိုစန်းအောင်နဲ့အဖွဲ့သားများအမြန်ဆုံးလှုပ်ပေးရန်တောင်းဆိုပါတယ်ကျွန်တော်တို့ခေတ်ဆိုးစနစ်ဆိုးကြီးကိုအမြန်ဆုံးပပျောက်စေခြင်းတဲ့အတွက်ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေအသက်တွေပေးပြည်သူတွေအသက် ONC နေပေးပြီးတိုက်ခိုက်နေတဲ့အချိန်မှာတော်လန်ယူနေတဲ့အချိန်မှာဒါမျိုးဇာရိတပြက်ပြားပြီးအကျင့်ဆိုးဇာရိတဇိုးတွေနဲ့ဆက်ပြီးတော့ရက်တည်နေတဲ့အဖွဲ့အစည်းဘယ်အဖွဲ့အစည်းကိုမဆိုကျွန်တော်တို့တွန်းလှန်မှာပါကျွန်တော်တို့ပြည်သူလုံးနေတာဒါပဲရှိတယ်အခုကျွန်တော်ပြည်သူတွေဆန္ဒပြခြင်းနဲ့မပြရဲဘူးဘာကြောင့်လဲကျွန်တော်တော့ကြောင်းမေးဘူးဒါလားလွတ်မြောက်နေပြီဒါလားဆိုးမိုးနေပြီလက်နဲ့ကင်မှန်နေများကျွန်တော်တို့အကုန်ကြောက်နေရတယ်ဒါကျွန်တော်တို့ကြံတဲ့နယ်တွေမှာစဉ်းစားကြည့်တယ်လေကျွန်တော်ကြံတဲ့နယ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအခုပကဖတွေတာဝန်ယူပြီးတော့မှရှီတန်းတွေမှာတိုက်နေကြတယ်ခိုင်နေကြထားပါတော့ပြဥပမာကျွန်တော်တို့ကကမ်ဘလူးဘက်မှာတွေဆိုရင်လည်းကျွန်တော်မြင်တွေ့နေရတယ်ကြံတဲ့နယ်တွေမှာပကဖတွေဥဆောင်ပြီးတိုက်နေကြတယ်ဒီကျွန်တော်ပြည်ရဲ့ရဲဘော်တွေနဲ့တူကျွန်တော်တို့ဒီဘက်နယ်မှာကျွန်တော်တို့ဒီပကဖတွေပါလာဖတွေအခွန်ကောက်ဖို့ကလွယ်ပြီးသူတို့ဘာမှမသိဘူးအချိန်ပြည့်ပြီးရတိုင်းရဲဆိုင်ထိုင်မယ်ည7 နာရီတစ်ချက်အာကျဲနဲ့ပြောမယ်တယောက်နဲ့တယောက်အဆင်မပြေတာချင်းတန်းတန်းဖောက်မယ်ပြည်သူတွေထိတ်လန့်တယ်ဒါတွေပဲသူတို့တက်တာရှေ့တန်းတစ်ခါမှမလိုက်ဘူးဒီရက်ထဲရတာမှပြောရင်သူတို့ပဲတိုက်ယူထားသူတို့တွေလုပ်တယ်အဲ့တော့ဒါမျိုးကျွန်တော်တို့အကျင့်ဆိုးစနစ်ဆိုးရှိတဲ့လူတချို့ကိုကျွန်တော်အားလုံးကိုပြောတာမဟုတ်ပါဘူးဒါတကယ်လို့တဲ့ပါသုံးလုံးဒါအကုန်လုံးခြုံပြီးဆိုရင်ပါလာဖာပေါ့နော်အကုန်လုံးခြုံပြီးပြောမယ်ဆိုရင်ပါသုံးလုံးပေါ့ဒါအခုအဲ့ပါသုံးလုံးလဲတကယ်လို့တဲ့လူတွေလည်းရှိပါတယ်ကျွန်တော်မရှိဘူးလို့မပြောပါဘူးဒါပေမဲ့လို့တကယ်အလုံးမလုပ်ဖဲနေရာယူခြင်းနဲ့စိတ်စီးပွားလုပ်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့တော့တော်လိုင်းရေးထဲမှာမဝင်ပါနဲ့ရှိလည်းမရှိစေချင်ပါဘူးအဲ့တော့ကျွန်တော်ကဒါအခုအန်ယူဂျီအနေနဲ့ကျွန်တော်တို့ခုဖြစ်ပျက်သွားတဲ့ကိစ္စလေးတွေကိုတေချာသုံးသပ်စီစစ်ပြီးတော့မှဆုံးဖြတ်ပေးပါတရားမျှမျှတတဆုံးဖြတ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီအခွန်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းဒါအခုကျွန်တော်တို့မစီအထက်ကိုအကုန်လုံးမစီစင်းပဲနဲ့ကြားထဲမှာဖြောင်းတာတွေလည်းအများကြီးတွေ့ရပါတယ်အဲ့ဒါတွေကိုလည်းတည်တည်ရှာစီစစ်ပေးပါဒါတကယ်လိုအပ်တဲ့ရဲဘော်တွေအတွက်သူတို့လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေအတွက်အသုံးချနိုင်ဖို့ရာအတွက်ဒီအခွန်တွေစီစဉ်ဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါတွေအားလုံးကိုလည်းကျွန်တော်တို့သေချာစီစစ်ပေးပါလို့အန်ယူဂျီကိုတောင်းဆိုပါတယ်အန်ယူဂျီနဲ့ကျွန်တော်တို့နိုင်ငံခေါင်းဆောင်များအားလုံးကိုကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်တို့နိုင်ငံဒီလိုစစ်အာဏာရှင်စနစ်ကိုအမြန်ဆုံးတွန်းလှန်နိုင်ဖို့ရာအတွက်
ကျွန်တော်တို့နိုင်ငံခေါင်းဆောင်ကြီးများအားလုံးဝိုင်းဝန်းပြီးတော့ဒီနယ်မြေကမြေပြင်ကကိစ္စတွေကိုဝိုင်းဝန်းစီစစ်ပြီးတော့မှစီမံခန့်ခွဲပေးနိုင်မှသာလျင်ကျွန်တော်ဒီလိုရဲဘက်ကောင်းနေတကယ်အလုပ်လုပ်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့ဒါအခုအကုန်လုံးနိုင်ငံခေါင်းဆောင်အကြီးအကဲတွေနဲ့အန်ယူဂျီနိုင်ငံခေါင်းဆောင်အကြီးအကဲအကုန်လုံးကျွန်တော်တို့မြေပြင်ကိုဆင်းပြီးတော့မှတည်တည်ချာချာစီစစ်ဆုံးဖြတ်တရားမျှမျှတတလှုပ်ဆောင်ပေးဖို့တောင်းဆိုရင်ညီကုန်းချုပ်ပါတယ်